1989 ခုနှစ် Indianapolis မြို့တွင်ထနေသည့်ကားမောင်းရင်းလမ်းပေါ်တွင်အဟန့်တားဖြစ်နေသူများကိုအော်ဟစ်ဆဲဆိုနေသည်သူခီးပန်းတိုင်သို့ရောက်တော့ကားရက်လိုက်ရာမတော်တဆတော့ကိုကျိုးပြစ်မိသည့်ထို့နောက်ဘောက်စ်တစ်လုံးကိုကင်ကာ Meridian Mortgage Company ထဲသို့ဝင်လာသည့်တစ်လာသောလက်ခံစားကြိုးသူ receptionist ကိုမြင်တော့စိတ်ဆိုးကကုမ္ပဏီပိုင်ရှင်မော်ဟောင်းနှင့်အစည်းအဝေးရှိကြောင်းပြောသည့်လက်ခံစားကြိုးသူကခဏဆောင်ရန်တိုက်တွန်းသည်ခဏအကြာတွင်ဖုန်းလာပြီးမို့သည်အားလည်းရက်ခွင့်ယူ၍ Florida တွင်ရှိနေကြောင်းအချိန်စရာအမှားဖြစ်ကြောင်းပြောပြသည့်Florida တွင်မောက်ကစပွဲထိုးကိုရိုင်းဆိုင်စွာဆက်ဆံနေသည့်ဒါရီကလက်ခံစားကြိုးသူကိုညှင်းခုန်နေစဉ်မူဤတာရစ်ချာကဝင်လာပြီးသူနှင့်ပဲအစည်းအဝေးလုပ်နိုင်ကြောင်းပြောသည့် Richard ကထနေလက်မောင်းတန်ရာကိုတနာကြောင်းပြောပြီးဖခင်၏ရုံးခန်းသို့ခေါ်သွားသည့်ဒါရီကတကားပိတ်ပြီးဘောက်စ်ထဲကအစီအစဉ်ပုံများကိုထုတ်ပြသည့် Richard ကလက်နက်ပုံကိုမြင်ပြီးရှုပ်ထွေးသွားသည်ထိုအချိန်တွင်ဒါရီကပတ်တီးကြီးကိုချွတ်ချလိုက်ရာလက်မောင်းကကျမ်းမာနေကြောင်းပေါ်လာသည်သူက revolver တစ်လက်ကိုထုတ်ပြီးကုမ္ပဏီကသူ့ကိုလိမ်လည်ခဲ့ကြောင်းကဘာတိစေလိုသည်ထို့နောက် Richard လက်ပင်တွင် Deadman's Wire တီသူဝါယာကျိုးကိုတက်ဆင်လိုက်ပြီးထိုဝါယာကျိုးသည် shotgun နှင့်ချိတ်ဆက်ထားကလှုပ်ရှားလုံးပါကတနက်ပြစ်မီဖြစ်သည်ထိုအချိန်တွင်ပြတင်းပေါက်အပြင်ဘက်တွင်ပြတင်းတန့်ရှင်းရေးလုပ်နေသူပေါ်လာတော့ထိုတင်းမှသွားတော့လဲ Richard ကဤပြတင်းမှန်များသည် on-way ဖြစ်သောကြောင့်အပြင်မှမမြင်နိုင်ကြောင်းအာမခံသည့်ထနီက Richard ကို900ခေါ်ခိုင်းပြီးဖုန်းကိုယူကာသူ၏အမည်အပြည့်စုံကိုပြောပြီးဤဟောမိသားစုကသူ့ဘဝကိုဖျက်ဆီးခဲ့ကြောင်းရှင်းပြသည်လက်ခံစားကြိုသူတကားခောက်လာတော့ Richard ကသူမကိုပြန်လွှတ်လိုက်သည့်ဌာနေကကုမ္ပဏီလိပ်စာကိုပေးပြီး4နှစ်ကြာ9တန်းလိမ့်လဲခံခဲ့ရကြောင်းချင်းငွေကုမ္ပဏီများကိုနတ်ဆိုးအကြီးဆုံးဟုခေါ်ကာဖုံးချလိုက်သည်မကြာမီရဲတပ်ဖွဲ့များအဆောက်အုံကိုဝိုင်းထားပြီးဝန်ထမ်းများကဖောက်တယ်များကိုထွက်ခွင့်ပြုသည့်ဌာနေကအိမ်မြန်လိုတော်လဲတော်ကျိုးနေသောကြောင့် Richard ကားကိုယူမည်ဟုကြေညာပြီးကားကို2ပလောက်ကွာတွင်ရပ်ထားကြောင်းပြောသည်လေကားကိုစင်းရဲအဆောင်တအူးကိုချင်းချောက်ပြီးလမ်းလျှောက်ထွက်လာသည်လမ်းပေါ်တွင်ရဲများကလုံခြုံကွာဝေးမှလိုက်ပါလာသည်ဖုန်ကြီးတစ်ပါးကဘာသာရေးစကားဖြင့်တားမြစ်ရန်ကြိုးစားတော်လဲတာနီကစော်ကားပြီးဆက်လျှောက်သည်ထိုအချိန်တွင် Detective Michael ကအဖြစ်ရောက်လာပြီးထုံးနေကိုဘားတွင်တွေ့ဘူးသောလူပြင်းလူမြတ်တအူးအဖြစ်မှတ်မိသည် Michael ကဖော်ရွေစွာချင်းကပ်ပြီးလွတ်ပေးရန်ဆွဲဆောင်ကသတင်းတောက်မှကားတစ်စီးပိတ်ဆို့ခံရတော်လဲရဲတအူးကတနက်ထုတ်လိုက်တော့ Michael ကအော်ဟစ်တာသည်သတင်းတောက်များကရိုက်ကူးလာသည့်ဌာနေကနှင်းလန်းပေါ်တွင်ချော်လဲပြီး Richard ကိုတက်လူနီးပါးဖြစ်တော်လဲပြန်ထိန်နိုင်သည်ကားတစ်စီးနှင်းတောင်လဲဝင်တိုင်းပြီးတော့ထန်လီကစိတ်ပြက်ပြီးရဲတအူးထံမှလက်ထိတ်ကိုယူ၍ Richard လက်ကိုချီပြီးရဲများကိုလိုက်ပါလာရန်ပြောကရဲကားကိုယူသည်သတင်းတောင်ဝင်တာကသူမတို့လည်းလိုက်မည်ဟုထုတ်လွှင့်သည်ရဲကားများလိုက်ပါလာပြီးထိုနေ့အိမ်သို့ရောက်သည့်အိမ်ရှိတွင်အင်တာကွန်အသုံးပြုရန်ခက်ခဲတော့ Michael ကလမ်းညွှန်ပေးရသည်ထန်နီကအိမ်ထဲတွင်ပောက်ကွဲပစ္စည်းများထောင်ထားကြောင်းလိမ်ညာမှုကိုဖမ်းမိသည့်သတင်းထောက်များရောက်လာပြီးထန်နီက Richard ကိုအဆောက်အုံထဲခေါ်သွားရင်းတနက်ထုတ်သောရဲများကိုအော်ဟစ်တားသည့်တိုက်ခန်းထဲတွင် Richard ကိုတတ်မှတ်ထားသောကလတ်ထိုင်ပေါ်တွင်ထိုင်စေပြီးဝါယာကျိုးနှင့်ရှာကန်ကိုစပွဲပေါ်ရှိစာအုပ်ပုံပေါ်တွင်တင်ထားသည်ရေဒီယိုဖွင့်ပြီး Richard ကိုရေခွက်ဖြင့်တောက်ခိုင်းကသူ့ကိုအဲဝစ်ကောင်းသူဟုပြောသည်ဤဆက်ကိုရက်တပတ်များစွာစမ်းသပ်ခဲ့ကြောင်းပြောသည်ပြင်ဘက်တွင်နေထိုင်သူများထွက်ပြေးကလန်ဒါကအချိန်နှင့်တပြေးညီသတင်းပေးနေသည့်မတ်ချော်ကသူမကိုအတားအဆီးနောက်သို့တွန်းပို့ပြီး area ကိုရွှေ့ပြောင်းနေကြောင်းရှင်းပြသည့် Chief Gallagher ရောက်လာပြီးထောင်နီကအနီးနားအဆောက်အုံများပေါ်တွင်တနက်သမားများပေါ်လာတော့ပောက်ကွဲပစ္စည်းများဖြစ်ပေါ်စေမည်ဟုအော်ဟစ်သည့်သတင်းထဲတွင်သူ၏အဆောက်အုံကိုမြင်တော့ကုမ္ပဏီကသူ၏ဖွံ့ဖြိုးရေးအစီအစဉ်များကိုဖျက်ဆီးခဲ့ကြောင်း Richard ကိုအော်ဟစ်သည် Gallagher ကဖုန်းဆက်လာတော့ထနီက Richard ကိုအော်ဟစ်နေတန်းကိုကြားစေပြီးကုမ္ပဏီကအတိုးနှုန်းများဖြင့်သူ့ကိုအကျွေးရှင်ဖြစ်စေပြီးမာကဆင်းရဲသားများကိုကူညီရန်ရည်ရွယ်ထားသောမြေကိုဝယ်ယူခဲ့ကြောင်းပြောသည်သူလိုချင်သည်မှာကုမ္ပဏီနှင့်ခရိုင်ရုံးမှအကျွေးချေဖျက်ပေးမှုလျော်ကြေးငွေလွတ်မြောက်ခွင့်နှင့်မူထမ်းမှတောင်းပန်စာတစ်စောင်ဖြစ်သည် Gallagher ကမဖြေဆိုမီဖုန်းချလိုက်သည်Richard ကလက်ထိတ်တင်းလွန်းကြောင်းညီတော်ထန်နေကတောင်းပန်ပြီးနောက်ပိုင်းမိသားစုနှင့်စကားပြောခွင့်ပေးမည်ဟုကတိပေးသည့်နိုင်ငံတော်ဝန်သတင်းများကဤဖြစ်ရပ်ကိုဖော်ပြနေကြသည်ဌာနေကဆင်းရဲတော်လဲစူးစမ်းခဲ့တော်လဲကုမ္ပဏီကသူ့ကိုလိမ်လည်ခဲ့ကြောင်းဆက်ပြောသည် Richard ကဇနီးနှင့်စကားပြောခွင့်ရပြီးဌာနေကတောင်းပန်စကားပို့သည် Gallagher ကဖုန်းဆက်လာပြီးထန်နေညီဖြစ်သူရောက်လာနေကြောင်းပြောသည်ထို့နောက်အစိုးရရှိနေ George ကအကျွေးချေဖျက်ပေးမိထုတ်ပြန်ချက်ပြင်ဆင်ပြီး Channel 9ကိုဖွင့်ကြည့်ရန်ပြောသည် TV တွင်ကုမ္ပဏီ၏ဘဏ္ဍာရေးတာဝန်ခံကတမီကိုတောင်းပန်သည့်ထောင်နေအာယုံပြန့်လွင့်နေစဉ် Richard ကစပွဲပေါ်ရှိစာရွက်များကိုတွန်းက revolver ကိုနီးကပ်လာအောင်လုပ်သည့်တောင်းပန်စကားပြီးတော့ဌာနေကဝန်ထမ်းတဦးပြောလို့မရဘဲကိုယ်တိုင်တောင်းပန်ရမည်ဟုအော်ဟစ်ပြီးဖုန်းချသည်သူ့ဘက်ကအချက်လက်များကိုလူသိစေလိုသဖြင့်ရေဒီယိုကိုဆက်သည်Jeffrey ကအစီအစဉ်ပြီးခါနီးဖြစ်တော်လဲပြန်ထိုင်ပြီးစကားပြောသည်မနက်ဖြန်မှခွင့်ပြုချက်ရမှထုတ်ပြန်မည်ဟုပြောသည်ဌာနေကကျေးဇူးတင်ကဖုန်းချသည်နောက်ပိုင်းရဲများကဖလစ်ကိုမနက်ဖြန်ရေဒီယိုတွင်ထိုနေ့အကြောင်းပြောပြရန်တောင်းဆိုကပလွှဲပြောင်းချိန်ထိအချိန်ဆွဲရန်ကြိုးစားသည်
တိုက်ခန်းထဲတွင် Richard ကအိမ်သာသွားလို့တော့ဌာနေကခေါ်သွားပြီးလှုပ်ပြီးနောက်ရေချိုးကန်နဲ့ချပြီး Good night ဆုတောင်းလိုက်သည်နောက်နေ့မနက်တွင် Fred ကတိတ်ကတ်ကိုဖွင့်ပြသည်သတင်းထောက်များကတနင်္မိတ်ဆွေများကိုအင်တာဗျူးရာလူကောင်းတဦးပြောကြသည်မကြာမီပများပါဝင်လာပြီးဘုံဖယ်ရှားရေးအဖွဲ့ရောက်လာသည်ဌာနေကရဲများကိုထွက်သွားရန်အော်ဟစ်တော်လဲမနာထောင်ကြပါဌာနေက Fred ကိုဆက်ပြီးရဲများ၏လက်ကွက်များကိုညီးတွားကအမျိုးသား TV တွင်တိုက်ရိုက်သတင်းစာရွေးချယ်ပွဲလိုချင်ကြောင်းပြောသည်ရဲများနှင့်ပါပရိုဖိုင်လာဖက်ထရက်ခါထနေသည်အသေးစိတ်ဂရုစိုက်သူထိန်းချုပ်လိုစိတ်ရှိသူဖြစ်ကြောင်းခွဲခြမ်းစိတ်ဖြာပြီးလေးစားမှုလိုအပ်နေကြောင်းဆုံးဖြတ်သည့်နောက်ပိုင်းထနေက Richard ကိုကလတ်ထိုင်ပေါ်ပြန်ချီပြီးစနစ်ကိုဆက်ရှိရှိပြောသည် Richard ကတနက်ကိုခုံယူနိုင်ခဲ့တော်လဲမယူခဲ့ကြောင်းထောက်ပြတော့ဌာနီကမျက်နှာချင်းဆိုင်ချိန်ပြီးလှုပ်ကြည့်ပါဟုစိန်ခေါ်သည်Gallagher ကဖုန်းဆက်ပြီးမော်ကိုလွှဲပေးမိဟုပြောတော်လဲပထမဆုံးသားတန်ကိုကြားကျင်ကြောင်းပြောသည် Richard ကဖခင်နှင့်စကားပြောရမှုကစိုးရိမ်နေကြောင်းပြောတော်လဲတကယ်တမ်းအားလျက်ဆက်ဆံနေစေဖြစ်သည့်တောင်းပန်မှုကိုညှင်းဆန်ပြီးစီးပွားရေးလုပ်ငန်းပုံစံအတိုင်းလုပ်ခဲ့ခြင်းဖြစ်ကြောင်းပြောသည်ဌာနေကတနက်ပြစ်မိဟုချင်းချောက်တော့မွန်ကတားတည်လျင်ဝမ်းလဲမိဟုပြောပြီးဖုန်းချသည်ဝဇနီစိတ်ပြတ်သွားပြီးဌာနေက Richard ကိုစိတ်မကောင်းဖြစ်ကစစ်လိတ်ကမ်းပေးသည်နိုင်ပေါင်းများစွာသတင်းမရှိတော့ထနေကရေဒီယိုကိုဆက်ပြီး Richard မိသားစုကိုမခံစားရစေလိုကြောင်းပြောသည်ညနေပိုင်းဖုန်းဆက်လာတော့လူငယ်တဦး၏အတန်နှင့်ရေတံများကြတော့လူငယ်များလှည့်စားခြင်းဖြစ်ကြောင်းသိပြီးဖုန်းချသည် Richard ကအနားယူရန်အကြံပေးတော်လဲဌာနေကမအနားယူခြင်းမှာအပြင်တွင် Linda ကဌာနေညီဂျမီနှင့်တွေ့ပြီး TV တွင်ပေါ်ရန်ဖိတ်သည်ဂျမီကထနေသည်ခိုးသူတို့မဟုတ်အယူမဟုတ်ပဲသူ့အခွင့်အရေးကိုတောင်းဆိုနေခြင်းသာဖြစ်ကြောင်းပြောသည်တိုက်ခန်းထဲတွင် Richard ကရေချိုးကန်နဲ့အိမ်ရင်ဆူတောင်းနေသည့်ဌာနေကလှုပ်ရှားရိုက်ကွက်ရုပ်ရှင်များကြည့်ရင် revolver နှင့်လေ့ကျင့်နေသည်တခေါင်ရန်တွင် Richard ကတနတ်တန်နှင့်ဌာနေအော်တန်ကြားပြီးအိမ်မက်ထဲတွင်ထလေသွေးများနှင့်ပေါ်လာတော့အော်ဟစ်အကူအညီတောင်းသည်သို့သောထိုအချိန်တွင် Richard ကရေချိုးကန်ထဲတွင်အိမ်မက်မှနိုးလာသည်နောက်နေ့တွင်ဌာနေက Richard ကိုကလတ်ထိုင်ပေါ်ပြန်ချီပြီးအိမ်မွေးတရိษံရှိမရှိမေးကငွေကြေးချမ်းသာသောဘဝကိုဆွေးနွေးကြသည် Richard ကငွေရှိတော်လဲဖခင်ကချစ်ခင်မှုမပေးခဲ့ကြောင်းပြောသည်ဌာနေကမိခင်ကိုလွမ်းမည်ဟုပြောပြီးအကြောင်းအရာပြောင်းသည်သူဂီတဖွင့်ပြီးအကနေသည်ရေဒီယိုတွင် Frico ဖုန်းများဝင်လာပြီးအချို့မျိုးသမီးများကလက်မထက်ရသေးလားဟုမေးကအိမ်နီးချင်းများကလူကောင်းဟုပြောကြသည်အချို့ကစနစ်ကိုစန့်ကျင်သူအဖြစ်သူရဲကောင်းဟုခေါ်ကြသည် Patrick ကကွန်ရက်များနှင့်သဘောတူညီချက်ရယူပြီးသတင်းစာရွေးချယ်ပွဲကိုထုတ်လွှင့်မည်ဟုရှင်းပြသည်အမှားဖြစ်ပါက Gallagher ကလက်ကျန်းပေါ်ဝါထုတ်ပြမည်ဖြစ်ပြီး Michael က Sharkan ကိုယူရမည်ဟုအစီအစဉ်ချထားသည်ဌာနေကသတင်းစာရွေးချယ်ပွဲရရှိမည်ကိုသိတော့ရေချိုးပြီးပြင်ဆင်သည်အပြင်တွင်ပစ္စည်းများတက်ဆင်ပြီးသတင်းတောက်များဝိုင်းရံထားသည့် George ကတရားဝင်စာရွက်စာတမ်းဖတ်ပြီး Tony ကိုတရားစွဲဆိုခွင့်လုံးဝခွင့်လွှတ်ပေးကြောင်းကြေညာသည်ထနီကပျော်ရွှင်စွာကြည်ရင်မကြာမီနိုင်ငံတော်ဝန်သူတို့မိသားစုဆိုးရွားကြောင်းသိရမည်ဟု Richard ကိုပြောသည် Jimmy ကဖုန်းဆက်ပြီးအရာအလုံးအစင်သင့်ဖြစ်ပြီဟုပြောသည်ဒါနီက TV ဖွင့်တော့ John Wayne အထူးပွဲဖြစ်နေတော့စိတ်ဆိုးသည် Michael ကတကားခောက်လာပြီး Richard ကလွှတ်ပေးရန်တောင်းပန်ကကုမ္ပဏီမူဝါဒပြောင်းလဲမည်ဟုကတိပေးတော်လဲဒါနီကဝါယာကျိုးပြန်တက်ပြီးတကားစီဆွဲခေါ်သည်လမ်းကြားတွင် Michael ကလိုက်ပါလာပြီးကုမ္ပဏီ၏ထုတ်ပြန်ချက်စာရွက်ကိုပေးသည်ကင်မရာရှိတွင်ဌာနီကအမျိုးသားလိုင်းအားလုံးတွင်ထုတ်လွှင့်ရန်တောင်းဆိုကနိုင်ငံတော်ဝန်မိတ်ဆွေများရှိကြောင်းပြောသည့် Fred နှင့် Jimmy ရှိကြောင်းတေချာစေပြီး Richard ကိုစာရွက်ဖတ်ခိုင်းတော်လဲ Richard ကကြောက်လွန်းလို့စကလုံးလဲနေတော့ဌာနီကယူ၍ဖတ်သည့်စာရွက်တွင်ကုမ္ပဏီကဌာနီကိုလှည့်စားခဲ့ကြောင်းဝန်ခံထားပြီးမွန်ကတာဝန်ယူကြောင်းဖော်ပြထားသည်ဌာနီကပျော်ရွှင်စွာငိုကြွေးပြီးဤအပိုင်းကိုဘောင်ခတ်မည်ဟုပြောသည့် Fred ကိုကျေးဇူးတင်က Richard မိသားစုကိုတောင်းပန်သည်ဟိုတယ်တွင်မော်ကထလေးငိုနေခြင်းကိုလောင်ပြောင်ကတားကအေးဆေးနေနိုင်ခဲ့ကြောင်းပြောသည့်ဌာနေက Richard နှင့်အတူရှောက်ထွက်သွားပြီးထုတ်လွှင့်မှုပြီးဆုံးသည့်ရှိနေများကစာရွက်စာတမ်းများလက်မှတ်ထိုးခိုင်းပြီး Michael က revolver ကိုယူသည်ရဲများကဝါယာကျိုးကိုဖယ်ရှားပြီးဌာနေက Sharkan ကိုမျက်နှာမိုးပစ်ကလက်နက်ရှိကြောင်းတပ်တည်ပြသည်ရဲများကအခွင့်ကောင်းယူ၍ဝင်ဖမ်းဆီးလိုက်သည်ဌာနေကအံ့ဩပြီး Jimmy ကိုတစ္ဆာဖောက်သည်ဟုဆဲဆိုသည်အပြင်တွင်လူများထွက်ပြေးကသတင်းတောက်များက George ကိုဝိုင်းက Richard အသက်ရှင်ကြောင်းအတည်ပြုသည် Richard နှင့်ဇနီးကိုလှုပ်ဝက်နေရာတွင်ပြန်ဆုံစေပြီးဆေးရုံသို့ပို့ဆောင်သည့်ဒါနီကိုရဲကားထဲတင်ရင်းသတင်းတောက်များကရိုက်ကူးနေသည့် Patrick ကပူးပေါင်းဆောင်ရွက်မှုအတွက်ကျေးဇူးတင်တော်လဲဒါနီကလွတ်မြောက်ခွင့်လိမ်ညာခဲ့ကြောင်းဆက်ဆဲဆိုနေသည်ရှစ်လအကြာဒါနီတရားရေးရအဆုံးသက်တွင်အမျိုးသားလိုင်းများတွင်ထုတ်လွှင့်ကတရားသူကြီးအဖွဲ့ကယူသွမှုကြောင့်မှုမဲ့ဟုဆုံးဖြတ်သည်ဒါနီကရေမောရင်းရှိနေနှင့် Jimmy ကိုဖတ်သည့် Richard နှင့် Michael ကစိတ်ပြက်နေကြသည်
အဆောက်အုံအပြင်ဘက်တွင်လက်နက်ကဌာနီကိုရိုက်ကူးရင်းသူယူမဟုတ်ကြောင်းပြောသည့် Richard ကတရားမျှတမှုအတွက်ဝမ်းနည်းစရာနေဟုပြောပြီးသူတို့ကုမ္ပဏီတွင်တန်ဖိုးများရှိကြောင်းပြောသည့်လူရကြီးအပြင်ဘက်တွင်ဌာနီကိုသူရဲကောင်းဟုအော်ဟစ်နေကြသည့်နှစ်များစွာအကြားဘေကာရီဆိုင်တွင်ဌာနီနှင့် Richard တွေ့ဆုံကစကားမပြောဘဲအကြည့်ဖလှယ်ပြီးထွန်းထွက်သွားသည်အီဇလန်သည်အမှန်တကယ်ဖြစ်ရပ်ကိုအခြေခံထားသည်ဒနီခရစ်စစ်သည်စိတ်ယောဂကြောင့်ဆေးရုံတွင်နှစ်နှစ်နေပြီးနောက်လွတ်ပေးရန်စာရွက်စာတမ်းများကိုလက်မှတ်ထိုးရန်ညှင်းဆန်ခဲ့ပြီးစိတ်ကူးတမှုလိုအပ်ကြောင်းလက်မခံခဲ့သဖြင့်နောက်ထပ်၈နှစ်ဆက်နေခဲ့ရသည့်ဖြစ်ရပ်အပြီး Richard သည်အရက်ဆွဲလန်းဖြစ်လာပြီးကုမ္ပဏီဘန်လုပ်ခဲ့သည်2005တွင်ထနီတေဆုံးကြောင်းကြားသိရသောအခါ Richard ကနောက်ဆုံးသူ့ပါဇက်ကိုမကြားရတော့ဘူးဟုပြောခဲ့သည်ဗီဒီယိုကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် subscribe လုပ်ပြီး notification ဖွင့်ထားပေးပါနော်နောက်ထပ်ဗီဒီယိုများလည်းကြည့်လို့ရပါတယ်